ပြီးခဲ့တဲ့ဘိုင်းမှာတော့ Asta တယောက် Diamond King ရဲ့တန်မာလာပါပြီဆိုတော့ Mars ကိုတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်အခုတော့ Cloud က Mars ကိုတူမော်ပညာနဲ့ဖန်ချုပ်ထားခဲ့ပြီးဖြစ်ကအဲ့ဒါကသူ့ကိုထိန်းထားနိုင်မှာမလားလို့ Asta ကမီးနေပါတယ်ထိန်းထားနိုင်တာပေါ့ကွာငါမော်ပညာကတယောက်ယောက်ဖြစ်စီလို့ရတဲ့ဒီမသေးသေးပါဘူးသူ့မော်စာအုပ်ကိုလည်းတိန်းထားပါသေးတယ်လို့ Cloud ကဆိုပါတယ် Asta ကတော့အဲ့ဒီလောက်မကြောက်ပါနဲ့လို့ပြောကသူစားနေတဲ့စီးရက်တွေကိုလူတိုင်းကိုလိုက်ပေးနေပါတယ်မီမိုစာကလည်းသူ့ကိုကာဝယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့နိုဝယ်လာကိုပြောလိုက်ပါတယ်အဲ့ဒါတက်ပိုရေးကြီးတာက Asta နင်းရဲ့အင်ကြီးကိုတကူကိုမလုပ်တော့ဘူးလားလို့နိုဝယ်လာကပြောလိုက်ကနင်းမရှက်ဘူးလားလို့ပြောနေပါတယ်နင်းမျက်နှာကဘာလို့ညီရဲနေတာလဲလို့မိလိုက်တော့မရဲပါဘူးနော်လို့နိုဝယ်လာကပြောပြီးတော့ရှက်နေပါတယ်တကယ်တော့ငါ့ဘွေယုံကအပိုင်းပိုင်းပြတ်သွားတာဟာမကနာတော့ငါ့ကိုဆဲတော့မှာပဲလို့ Asta ကပြောနေတာကြောင့် Vanessa ကပြန်လုပ်ပေးပါလိမ့်မယ်လို့လက်ကပြောလိုက်ပါတယ် Cloud ကတော့ငါတို့ကိုမင်းတို့ဘလက်ဘူးတွေကကယ်လိုက်တယ်ဆိုပေမဲ့ငါတို့ကတိုက်ပွဲကိုရင်ရောက်တာအဲ့ဒါကြောင့်ငါတို့နိုင်တယ်မင်းတို့ကိုလည်းယတနာခံတဲ့ကိုဝင်ဝင်ပြူတယ်လို့ပြောနေပါတယ်ဘာလို့အဲ့ဒီလောက်ထိမာနကြီးနေရတာလဲကိုလေးလုံးရဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်စမ်းပါလို့ Asta ကတော့ရန်တွေ့နေပြီးမင်းငါ့ကိုရိုးရိုးသေးသေးပြောစမ်းကွာမင်းနဲ့ရန်ပြဖို့ချင်းနေမရှိဘူးဆိုပြီးတော့ပြာရခတ်နေပြန်ပါတယ်အဲ့ဒီနောက်မှာတော့ယတနာခန်းစီကိုဝင်ဖို့လှုပ်လိုက်ကြပြီး Cloud ကလည်းသူ့နာမည်ကိုခေါ်ဖို့ပြောကစကားများနေခဲ့ကြပါတယ်လက်ကယတနာခန်းကိုကန်ကြီးကဒါကမော်ပညာနဲ့လှုပ်ထားတာဖြည့်ဆည်းပြလိုက်တော့လို့ Asta ကိုပြောလိုက်ပါတယ် Cloud ကတော့မင်းမဖွင့်နိုင်ပါဘူးလို့ပြောနေတာကြောင့် Asta ကချက်ချင်းပဲခုတ်ပိုင်းပေးလိုက်ကယတနာခန်းထဲကိုဝင်လို့ရသွားကြပါတယ်အထဲမှာတော့ယတနာတွေနဲ့ပြည့်နေနေခဲ့ပြီးမော်သုံးဆောင်တွေများပြားကိုလည်းတွေ့ရပါတယ်အလဲမှာတော့မော်ပီဇာတစ်ခုကိုတွေ့ရတာကြောင့်ယူနောကကောက်ဖွင့်လိုက်ပြီးဘာမှမသိတဲ့တင်ငေတာတွေကိုတွေ့နေရကသူ့စာအုပ်ကရောင်လက်လာပြီးတော့အစင်းရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးစာလေးပေါ်ကစာတွေကပျောက်သွားခဲ့ပါတယ်ဘာလဲဆိုတာကိုမတီးတာမို့ပြန်ထားလိုက်ဖို့ကောက်ဆပြောနေခဲ့ပြီးနေရိုကတော့ Asta ရဲ့စပင်ကိုဆွဲကရွှေရောင်ဝမ်းပြားကိုညွှန်ပြနေပါတယ်Cloud ကတော့မာရဲ့စာအုပ်ကိုကြည့်နေခဲ့ကဒါကတော်တော်ရှားတဲ့မော်စာအုပ်ပဲသူကနှစ်ခုပေါင်းထားတာငါတို့မှပွင့်ချက်လေးခုလည်းရှိတယ်ဘာမှမသိတဲ့ညစ်ပတ်တဲ့မော်စာအုပ်လည်းရှိတယ်လို့ပြောနေခဲ့ကသူ့လက်ကစာအုပ်ကအယောင်တွေတောက်ပလာခဲ့ပြီးမားစီကိုပြန်ရောက်သွားကတိုက်ခိုက်ခံလိုက်ရပါတယ်အဲ့ဒီနောက်အကုန်လုံးကိုဖမ်းထားလိုက်ပြီးတော့သူ့မော်ပညာကမထိန်ထားနိုင်တာမို့ Cloud ကတော့အံ့ဩနေခဲ့ပါတယ်သူဒီလောက်မြန်မြန်ပြန်ကောင်းသွားတာလားဟာဒါကမိတော့ပြန်လဲကူတာတဲ့မော်ပညာပဲလူတိုင်းမှာမော်ပညာတစ်ခုပဲရှိကြတာမဟုတ်ဘူးလားလို့ Cloud တယောက်ဟာတွေးနေရပါတယ်မော်စီယာတွေကမီးရည်လေမြေကြီးဆိုတဲ့ဓာတ်ကြီးလေးပါပဲရှိတာဖြစ်ပြီးအဲ့ဒီကနေတခြားအရာတွေကွဲထွက်လာတာပဲဖြစ်ပါတယ်မီးကလေကိုနိုင်တယ်ရေကိုတော့မနိုင်ဘူးအကိုလုံးကသူနိုင်ကိုနိုင်ပဲမော်စီယာတွေကအားလုံးတွေကတစ်ခုကိုပဲတုံးနိုင်ပါတယ်မတ်စ်ကတော့နှစ်ခုတောင်တုံးနိုင်နေတာဖြစ်ကခုခံကာကွယ်ဖို့ရေကိုတုံးပြီးပြန်လဲကုသဖို့အတွက်တော့မီးတောက်ကိုတုံးပါတယ်သူကဒိုင်မွန်ကင်ရဲ့စမ်းတမ်းချက်များလားလို့ကလောက်စရာဟာတွေးနေခဲ့ရပြီးမတ်စ်ကတော့ငငယ်ကောင်မလေးတယောက်ကငါမှရွေးချက်စရာမရှိလို့ပါတေးလိုက်တော့မတ်စ်တို့ပြောနေတာကိုတွေးမိခဲ့ကသူ့ကိုနိုဝယ်လာကတိုက်ခိုက်ဖို့လှုပ်လိုက်တဲ့အခါမှာတော့ပြင်းထန်တဲ့ဒဏ်ရာရသွားခဲ့ပါတယ်မင်းငါတငယ်ချင်းကိုထိခိုက်အောင်လုပ်ရတဲ့ဘောဆိုကဓာတ်ကိုဆွဲပြီးပြေးဝင်လာတဲ့အာစရာကိုတော့ငါမင်းရဲ့စွမ်းအားကိုတီးသွားပြီးမင်းကမင်းရဲ့ဓာတ်နဲ့ဆိုရင်အကုန်လုံးကိုဖျက်ဆီးနိုင်တယ်မင်းဓာတ်ထက်မြန်တဲ့မော်ပညာဆိုရင်ရောဘလို့လဲလို့မေးလိုက်ပါတယ်အဲ့ဒီနောက်လင်မြန်လာတဲ့ရှိန်နဲ့လဲနေတဲ့ဓာတ်စက်ကြာတွေကိုပြစ်လိုက်တဲ့အခါအာစတာတယောက်ဟာလွန်ထွက်သွားပါတယ်ငါတငယ်ချင်းလို့ပြောတဲ့အာစတာရဲ့စကားကြောင့်သူ့တငယ်ချင်းမလီကိုတွေးမိသွားကတန်မာတဲ့လူကရှင်တမ်းမယ်အားနေတဲ့လူကတေးရမယ်ဆိုတဲ့စကားကိုထက်ကပြောပြီးတော့အာစတာရဲ့နာကိုတိုးသွားခဲ့ပါတယ်မီမိုစာကတော့နိုဝယ်လာကိုသူ့အစွမ်းနဲ့ကုသပေးနေတာတော့မှမရဘူးဖြစ်နေခဲ့ကမော်စာအုပ်တွေကသူ့ရဲ့အမြင့်ဆုံးမော်ပညာကိုထုတ်သုံးပြီးကုသပေးနေပါတယ်မသေးပါနဲ့အောင်နိုဝယ်လာလို့ပြောရင်စိတ်ပူနေခဲ့ကငငယ်ကအကြောင်းတွေကိုလည်းတွေးမိခဲ့ပါတယ်ငငယ်တုန်းကရန်ချကြတဲ့ညီမနှစ်ယောက်ဟာအရွယ်ရောက်လာချိန်မှာတော့ဒဏ်ရာတိုင်းကိုကုသပေးနိုင်တဲ့မီမိုစာကိုလူတွေကကြည်ကျူးနေကြချိန်မှာမော်ပညာကိုမထိန်ချုပ်နိုင်တဲ့နိုဝယ်လာကိုတော့လူတွေကဝိုင်းဝန်းလောင်ပြောင်ခဲ့ကြပါတယ်ဒါပေမဲ့နိုဝယ်လာကတော့ဘယ်တော့မှယုံမပေးခဲ့ပဲအမြဲတမ်းလေ့ကျင့်နေခဲ့ကတော်ဝင်မျိုးနွယ်တွေကလည်းစူးစမ်းကြတယ်ဒါပေမဲ့နင်းကငါတဲ့ပူစူးစမ်းတဲ့အတွက်အားကြမိတယ်လို့ပြောရင်အားဆိုင်ပြီးတော့နိုဝယ်လာကိုကုသပေးနေပါတယ်မတ်စ်ကတော့သူ့ရဲ့လက်ဆွဲစကားဖြစ်တဲ့တန်မာတဲ့လူကရှင်တန်ရတယ်ပြောညမ်းတဲ့လူကတေးရမယ်ဆိုတဲ့စကားကိုပြောကနိုဝယ်လာနဲ့မီမိုစာစီကိုချင်းကပ်သွားနေခဲ့ပြီးအကုန်လုံးကမော်ကိုထုံမတုံးနိုင်တဲ့ခြေနေမှာရောက်နေတာကြောင့်ကာကွယ်ပေးလို့မရဘူးဖြစ်နေပါတယ်အာစတာကလည်းနိုးနေခဲ့ပြီးမဲ့အယမ်းမြန်တဲ့အချိန်နဲ့တိုက်ခိုက်ခံရတာကြောင့်ဓာတ်ကအယမ်းကိုလေးလွန်နေခဲ့ကတိုက်ခိုက်ပုံမော်ပညာပါမတူတော့တဲ့မတ်စ်ကိုသူချင်းတိုက်ခိုက်ဖို့မလွယ်တော့တာကြောင့်ဘာလို့ရမလဲလို့တွေးနေခဲ့ပြီးနေရိုကတော့သူ့ဘေးကဓာတ်ဘုတ်ကိုလာနာနေခဲ့ပါတယ်တကယ်တော့စောပိုင်းကနေရိုညွန်ပြခဲ့တဲ့ဝိုင်းနောက်မှာအခန်းတစ်ခုရှိနေခဲ့တာဖြစ်ပြီးဓာတ်တစ်ချောင်းလည်းရှိနေတာဖြစ်ပါတယ်သူကင်နေကြဓာတ်တက်ပေါ်တာမို့ဒီတစ်ချိန်မှာတော့မားစီရဲ့ဓာတ်တွေကိုလွယ်လွယ်နဲ့ခုတ်ပိုင်းနိုင်လိုက်ပြီးနိုဝယ်လာတို့ကိုကာကွယ်လိုက်နိုင်ပါတယ်
ဒီဓာကအလုပ်ဖြစ်လိုက်မယ်မင်းရဲ့ပြန်ဘက်ကငါပဲဆိုပြီးမားစီကိုတော့ကခုတ်လိုက်ပြီးမယ်မီးမော်နဲ့သူ့ကိုသူပြန်လဲကူတာပစ်လိုက်ပါတယ်သူ့မော်ကိုကာဝယ်နိုင်ပြီးမယ်ငါသူ့ကိုဘာလို့ရမလဲလို့တွေးနေတဲ့အချိန်ဘာကာစတာနင်ကတော်ဝင်မျိုးနွယ်တွေတိမတ်ပြူရတဲ့တော်သားတစ်ယောက်ပဲသူ့ကိုအနိုင်ယူပစ်လိုက်တော့အာစတာလို့နိုအယ်လာကပြောလိုက်ပါတယ်ငါရအောင်ချပြမယ်ငါမှမော်မရှိရင်တော့မှငါမှတငယ်ချင်းတွေရှိတယ်လို့ပြောပြီးတော့ဓာကိုဝေရန်လိုက်တဲ့ချိန်မှာတော့ air slash နဲ့ခုတ်ပိုင်းနိုင်လိုက်ပါတယ်သူ့မှာမော်ပညာမရှိတာမို့ဘာဖြစ်သွားတာလဲဆိုတာကိုလူတိုင်းကနားမလည်နိုင်ဖြစ်နေကြကနိုအယ်လာစွမ်းအားရီများခဏယူသုံးလိုက်တာလားလို့တွေးနေခဲ့ကြပေမဲ့အဲ့ဒါကဓာရဲ့လုံနိုင်စွမ်းတွေကတခုဖြစ်ပါတယ်မားစ်ကိုသူတိုက်ခိုက်လိုက်နိုင်တယ်ဆိုပေမဲ့အပိုင်းစားတခုကတော့သူ့ရဲ့ကိုယ်ထဲကိုစိုက်ဝင်သွားခဲ့ပြီးဖြစ်ပါတယ်